ရိုးရိုးရှင်းရှင်းလက်လက်ဆက်ဆက်ကနန်းစားလော်လေးလာပါပြီခင်ဗျကနန်းစားလော်လေးသူ့ကိုတဘာဝကြကြကနန်းစားလော်လေးကိုရခိုင်ငပီးထောင်းလေးနဲ့အချိန်မင်းစားသုံးနိုင်ရန်မြန်မြန်လန်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဒီခနန်းစားလော်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာအကောင်းဆုံးကနန်းစားလော်လို့ခေါ်လို့ရပါတယ်ဟိုးရှေးအချိန်ကာလကလေးကဘိုးဘောဘင်ဆက်ဆွေမျိုးအဆက်ဆက်ဒီလိုရိုးရိုးရှင်းရှင်းကနန်းစားလော်လေးကိုစားသုံးလာတာအခုဆိုရင်နှစ်ပေါက်မနေတော့ပါဘူးအဲ့ဒီအတွက်နောက်ကြားခြေထောက်သစ္စာဖောင်းမဖြစ်ရအောင်ကနန်းစားလော်လေးကိုအချိန်မင်းစားရှင်လို့ရှိရင်ညံ့ညံ့သာလာခဲဖို့ကလုံးမင်းတယ်များခင်ဆိုင်ကိုဖိတ်ခေါ်ပါတယ်ခနန်းတွေကဥတွေလေးပါသလိုအထီးတွေလေးပါပါတယ်ခမကျေးဇူးတင်ပါတယ်